ဒီနေ့လူချင်းများနဲ့တကွဓမ္မမိတ်ဆွေများကိုလူမောဒနာတရားနေဖြင့်အမိခံဗုဒ္ဓဘာသာနဲ့တကယ်ဗုဒ္ဓဘာသာတို့အကြောင်းကိုဒီနေ့ဟောကြားနာကြားရမှာဖြစ်ပါတယ်ဗုဒ္ဓဘာသာဆိုတာမြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေကိုဗုဒ္ဓဘာသာလို့ခေါ်တာမြတ်စွာဘုရားရှင်ကဝါဒတစ်ခုကိုတည်ထောင်ခဲ့တာမဟုတ်ဘူးတခြားဘာသာတွေမှာကျတော့ဝါဒတစ်ခုကိုတစ်စင်ထောင်ခဲ့တယ်လို့ဖြစ်နေတာပေါ့နော်ဥစ္စာလည်းဗုဒ္ဓမြတ်စွာကဂိုင်းကနာတစ်ခုတည်ထောင်ခဲ့တာလည်းမဟုတ်ဘူးဝါဒတစ်ခုကိုတည်ထောင်ခဲ့တာလည်းမဟုတ်ဘူးလောကမှာတကယ်ရှိနေတဲ့ဥစ္စာတွေကိုဖော်ထုတ်ဟောကြားခဲ့တာပဲဖြစ်ပါတယ်ကြည်လေလူဘာသက်ကိုတည်ရင်အကုသိုလ်သူများဥစ္စာကိုခိုးရင်အကုသိုလ်နော်သူများသားမယားကိုပြမရင်အကုသိုလ်လိင်္ဂါပြောရင်အကုသိုလ်မူရင်းဒေသတွေကိုသုံးဆွဲရင်အကုသိုလ်ဒါကဘုရားပြညတ်ထားတာမဟုတ်ဘူးဘုရားကဟောသည်ဖြစ်စေမဟောသည်ဖြစ်စေလူဘာသက်ကိုတည်ရင်အကုသိုလ်ဖြစ်မှာပဲခိုးရင်အကုသိုလ်ဖြစ်မှာပဲတချို့ထင်နေတာကဗုဒ္ဓဘာသာမှာအကုသိုလ်ဖြစ်တယ်တခြားဘာသာမှာအကုသိုလ်မဖြစ်ဘူးအဲ့လိုမျိုးမဟုတ်ပါဘူးတော့သူတစ်ပါးအသက်ကိုတတ်ရင်အကုသိုလ်ဖြစ်တယ်ဆိုတာကဘုရားပြောလိုက်လို့ဖြစ်သွားတာမျိုးမဟုတ်ဘူးဘုရားပြောမပြောတတ်ရင်တော့အကုသိုလ်ပဲလေခွင့်ရင်အကုသိုလ်ပဲလေဘုရားကလူတွေမသိသေးလို့သိအောင်ဖော်ထုတ်ဟောကြားတာဖြစ်တယ်ဒါတွေကအကုသိုလ်တွေနော်ဒါတွေလို့ရင်တော့အကုသိုလ်ဖြစ်တယ်နော်လို့ဘုရားကဖော်ထုတ်သူဟောကြားသူတာဖြစ်ပါတယ်တော့တချို့အဲ့ဒါနားမလဲတော့လေဘုရားကပဲဟောခဲ့လို့အကုသိုလ်ဖြစ်နေကြသလိုလို့ဘုရားကပဲဟောခဲ့လို့ကုသိုလ်ပဲဖြစ်နေကြသလိုလို့အဲ့ဒီလိုမျိုးမဟုတ်ဘူးနော်ဘုရားဟောလို့အကုသိုလ်ဖြစ်တာမဟုတ်ဘူးဘုရားဟောလို့ကုသိုလ်ဖြစ်တာမဟုတ်ဘူးဘုရားကလေဘသူကိုမှပြောဘယ်ပုဂ္ဂိုလ်ကတော့မရဲသွားပါစေဘယ်ပုဂ္ဂိုလ်ကတော့နတ်ပြည်ရောက်ပါစေပြောလို့မရအောင်လုပ်လို့မရအောင်မင်းကတော့နတ်ပြည်ကိုသွားမင်းကတော့မရဲကိုသွားအဲ့ဒီလိုမျိုးဘုရားကစီမံခန့်ခွဲလို့မရပါဘူးခန့်ခွဲနိုင်တဲ့နော်ဆွမ်းစားလည်းဘုရားမှာမရှိပါဘူးဘုရားလုပ်ပေးနိုင်တာကဘက္ခဒေသကခေါ်တယ်လမ်းညွန်ပဲပေးနိုင်တယ်ဘယ်လမ်းကသွားရင်တော့ဘယ်ကိုရောက်တယ်ဒီလိုမျိုးပဲဆိုဘုရားလမ်းညွန်ပေးရုံပဲနော်အဲ့တော့လမ်းညွန်ပေးတယ်ဆိုတာလည်းဘုရားကရှိပြီးသားကိုညွန်ပေးတာပါနော်ဘယ်လိုအလုပ်တွေကိုလုပ်ရင်တော့ကုသိုလ်တွေရကြတယ်ဘယ်လိုလုပ်ရင်တော့အကုသိုလ်တွေဖြစ်တယ်လို့ဘုရားကဟောတာဒါကိုပဲဥစ္စာဗုဒ္ဓဝါဒဗုဒ္ဓအဆုံးအမလို့ခေါ်တာမသိတဲ့လူတွေကြတော့ဘုရားကပဲတမင်တကာကြီးဒီဟာကြီးကိုပြည့်ညက်ခဲ့လို့ဟောခဲ့တယ်လို့ထင်နေကြတာလေအဲ့တော့မြတ်စွာဘုရားတရားဟောတယ်ဆိုတာမရှိတာတွေကိုကျမ်းဖန်လုံးကြံပြီးဟောနေတာမဟုတ်ဘူးအရှိတရားတွေကိုအများနားလည်အောင်ဖော်ထုတ်ပေးတာဖြစ်ပါတယ်အနိစ္စဒုက္ခအနတ္တဆိုတာဘုရားဟောတယ်ဆိုတာမရှိတာကိုဟောတာမဟုတ်မမြဲခြင်းသဘောဆင်းရဲခြင်းသဘောအစိုးမရခြင်းသဘောဆိုတာကဘုရားမပွင့်ရင်လည်းရှိနေတာပဲလေအဲ့မဲ့လူသားတွေမသိနိုင်နော်ဒါအနတ္တပါဆိုတာလူသားတွေမသိတော့ဘုရားရှင်ကသိအောင်ဖော်ထုတ်ရတယ်နော်ရှိပြီးသားတရားအနိစ္စဒုက္ခအနတ္တဆိုတာရှိပြီးသားလူတွေမသိလို့သိအောင်ဖော်ထုတ်ပေးတာဒါကြောင့်မြတ်စွာဘုရားတရားတကယ်တော့ဝါဒတစ်ခုကိုတည်ထောင်ခဲ့တာမဟုတ်ဘူးခိုင်ကနာတစ်ခုကိုတည်ထောင်ခဲ့တာမဟုတ်ဘူးအဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းခဲ့တာမဟုတ်ပါဘူးအရှိတရားတွေကိုလူတွေမသိသေးလို့ဖော်ထုတ်သူတာဖြစ်ပါလေအဲ့တော့ကောင်းပြီတချို့ထင်နေတာရှိသေးတယ်လို့ဗုဒ္ဓဘာသာဖြစ်ရင်အပယ်မကြတော့ဘူးလို့ထင်နေကြတယ်နော်ဗုဒ္ဓဘာသာဖြစ်ရင်အပယ်မကြတော့ဘူးလို့ပြောထင်ကောင်းထင်မဟုတ်ဘူးဗုဒ္ဓဘာသာဖြစ်ရင်လည်းအပယ်လွတ်ပြီလို့ပြောလို့မရသေးဘူးဟုတ်တယ်လေဗုဒ္ဓဘာသာတော့အပြေခံပြီးတော့ကဲပထမသက်ကိုတက်နေမယ်သူများဥစ္စာခိုးနေမယ်အပယ်မကြပဲနေပါမလားကြားတာနော်ဗုဒ္ဓဘာသာမှာကတက်ရင်ပြည့်မရှိဘူးတခြားဘာသာဝင်တွေတက်ရင်ပြည့်ရှိတယ်ဒီလိုမျိုးမရှိဘူးပဏာတိပါဒဆိုတဲ့အကုသိုလ်အလုပ်ကိုဘယ်ဘာသာဝင်ပဲလုပ်လို့လေကလေးပဲလုပ်လို့လူကြီးပဲလုပ်လို့လူပဲလုပ်လို့ဘုန်းကြီးပဲလုပ်လို့ဗုဒ္ဓဘာသာဝင်ပဲလုပ်လို့အစ္စလာမ်ဘာသာဝင်ပဲလုပ်လို့ဘယ်သူပဲလုပ်လို့လူမတက်ကိုတက်ရင်တော့အကုသိုလ်ပဲမြောင်းစာခွင့်အကုသိုလ်ပဲဗုဒ္ဓဘာသာလို့အပြေခံရုံနဲ့အပယ်ဒုက္ခကဥစ္စလုံးတရားဓမ္မတွေမလွတ်မြောက်နိုင်သေးပါဘူးနော်ဗုဒ္ဓဘာသာလို့အပြေခံရုံနဲ့တော့မလွတ်မြောက်သေးဘူးဒါကြောင့်မြတ်စွာဘုရားလက်ထက်တုန်းက
နော်တခါတယောက်ကမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားကနော်ကောင်းရာသူကလေးရောက်မဲ့တရားတွေဟောတယ်မတ်ဖို့နိဗ္ဗာန်ရမဲ့တရားတွေဟောတယ်ဘုရားဟောလိုက်တဲ့တရားတွေကိုနာပြီးတော့လူတွေအားလုံးကနိဗ္ဗာန်ကိုရောက်ကုန်မလားဘုရားတရားကိုနာတဲ့ပုဂ္ဂိုလ်တိုင်းဟာနိဗ္ဗာန်ကိုရောက်ကုန်သလားဒီနေ့ခေတ်သဘောအနေနဲ့ပြောမယ်ဆိုရင်ဘုရားဘာသာဝင်တွေအားလုံးနိဗ္ဗာန်ရောက်သလားလို့မေးတဲ့မြေခွန်းနဲ့အတူတူပဲဘုရားဘာသာဝင်တွေအားလုံးအပေဒုက္ခကလွတ်မြောက်သလားလို့မေးတယ်နော်ဘုရားကိုကိုးကွယ်ရုံနဲ့ဘုရားဘာသာဝင်ဖြစ်ရုံနဲ့နိဗ္ဗာန်ကိုရောက်ပြီလားအပေဆင်းရဲကလွတ်ပြီလားဒီသဘောမေးတာပဲလေဘုရားတရားကိုနာလို့ရှိရင်အပေဒုက္ခကလွတ်မလားနာယုံနဲ့မလွတ်နိုင်သေးဘူးအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမေးတဲ့တရားကိုပြန်မေးတယ်တရားကြီးမင်းပါဝတိပြည်ကိုရောက်ဘူးလားရောက်ဘူးတာပေါ့နော်သူကရာဇဂိုမြို့မှာနေတာလေရာဇဂိုမှာနေတယ်ပါဝတိပြည်ကိုရောက်ဘူးလားတော့ရောက်ဘူးတယ်ဘယ်နှခါရောက်ဘူးလဲအကျဉ်းအများကြီးရောက်ဘူးလေပါဝတိပြည်ကိုခဏခဏရောက်တယ်ပါဝတိပြည်ကိုသွားတဲ့လမ်းတွေကိုသိလားသိတာပေါ့ပါဝတိပြည်ကိုသွားချင်တဲ့လူတယောက်ကလမ်းလာမေးရင်ပေါ့လမ်းကြောင်ပြပေးနိုင်မလားပြနိုင်တယ်တပည့်တော်ဒီလမ်းကိုကောင်းကောင်းကျွမ်းတယ်ပါဝတိပြည်ကိုသွားချင်တဲ့ပုဂ္ဂိုလ်တွေကိုလမ်းကောင်းကောင်းညွှန်ပေးနိုင်တယ်အဲဒါကိုစပ်ရပေးပြီအဲ့လိုဆိုရင်လည်းမင်းလမ်းညွှန်ဖူးလားလမ်းညွှန်ဖူးတာပေါ့လူတွေအများကြီးတပည့်တော်လမ်းညွှန်ဖူးတယ်ဘယ်လိုသွားရမလဲလမ်းညွှန်ဖူးပါလေအဲ့ဒါဆိုရင်မင်းလမ်းညွှန်ပေးလိုက်တဲ့လူတွေအားလုံးကရောတန်တန်မတ်မတ်နဲ့တာဝတိပြည်ကိုရောက်သွားရဲ့လားနော်မင်းညွှန်ပေးလိုက်တဲ့လူတွေအားလုံးကတာဝတိပြည်ကိုရောက်ရဲ့လားမရောက်ဘူးဗျာအဲ့ဒါဘာဖြစ်လို့လဲဗျာမင်းလမ်းညွှန်ပေးတယ်မလားညွှန်ပေးတယ်လေအဲ့တော့မင်းညွှန်ပေးတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လို့တာဝတိပြည်ကိုမရောက်ရတာလဲရှင်ဗျာတပည့်တော်ကညှို့ပေးုံပဲညှို့ပေးနေတာလေတကယ်သွားရပါလားသူတို့လုပ်လေတပည့်တော်ကညှို့ပေးတယ်သူတို့ကတပည့်တော်ညှို့တဲ့အတိုင်းမသွားဘူးဆိုရင်သူတို့တာဝတိကိုဘယ်ရောက်မလဲတပည့်တော်ကဘယ်ကိုကိုယ်ဆိုရင်သူတို့ကညာကိုကိုယ်မယ်တပည့်တော်ကညာကိုကိုယ်ဆိုသူတို့ကဘယ်ကိုယ်မယ်တပည့်တော်ကတန်းတန်းမဲ့မဲ့သွားပါဆိုသူတို့ကဘေးထိုးနေမယ်တာဝတိကိုဘယ်ရောက်တော့မလဲအဲ့တိုင်းပဲငါဘုရားကတရားဟောတယ်ငါဘုရားတရားကိုနာကြတဲ့သူတိုင်းနိဗ္ဗာန်ပဲရောက်နိုင်မလဲငါဘုရားဟောတဲ့အတိုင်းကျင့်ကြမှလိုက်နာကြမှရောက်မှာပေါ့တဲ့ဒါအလုံးမသားစရာကောင်းတဲ့စကားနော်ဟုတ်တယ်လေဘုရားကပြောတယ်ဒါကအကုသိုလ်ဒါကအကုသိုလ်ဘုရားဟောတယ်ဘုရားဟောပြီမဲ့ဒကာဒကမတွေကလူတွေကအကုသိုလ်တွေပဲလုပ်နေတယ်ကုသိုလ်တွေကိုမလုပ်ဘူးဆိုရင်အပယ်ဆင်းကပဲလွတ်မလဲနိဗ္ဗာန်ပဲရောက်မလဲနော်ခေါင်းကဥပမာလေးအလုံးကောင်းတယ်နော်ပါဝတိတွေကိုသွားတဲ့လမ်းကလေးညွှန်ကြားပေးလိုက်ပြီပဲလမ်းညွှန်တဲ့ပုဂ္ဂိုလ်ရဲ့ညွှန်ကြားချက်အတိုင်းသွားမှရောက်မှာပေါ့ကိုနိကုဟန်နဲ့ကို့အတွင်းနဲ့ဟိုကဖောက်ဒီကဖောက်ရင်တော့ဘယ်ရောက်မလဲလမ်းခုလက်မှာအန္တရာယ်တွေလည်းများတယ်နောက်ချက်တွေလည်းပေါ်တယ်ပေါ့အဲကြောင့်မြတ်စွာဘုရားကငါဘုရားတို့ကတဲ့လမ်းညွှန်ပဲလမ်းညွှန်ပေးနိုင်တာဟောပဲဟောနိုင်တာတကယ်6လမ်းရမှာကတရားနာတဲ့ပုဂ္ဂိုလ်တွေတာဖြစ်တယ်တတ္တဝါတွေရဲ့သာဝန်တာဖြစ်တယ်နော်ဒါကြောင့်ဆိုတော့ဗုဒ္ဓဘာသာဝင်လို့မိမိကိုယ်ကိုအမိခံလိုက်ရုံနဲ့အပေဒုက္ခကမလွတ်သေးပါဘူးလို့နော်အဲ့တော့အမိခံဗုဒ္ဓဘာသာဝင်တွေကသတ္တဝါတွေကဗုဒ္ဓဘာသာဝင်လို့အမိခံလိုက်တယ်အဲ့ဗုဒ္ဓရဲ့အဆုံးအမတွေကိုလေ့လာရှင်းလက်တွေ့လိုက်တာရှင်းသုံးရှင်းနေမလုပ်ကြဘူးအဲ့ဒါဗုဒ္ဓဘာသာတော့အမိခံပြီးမဲ့အပေဒုက္ခကမလွတ်တော့သေးဘူးတော့ဗုဒ္ဓဘာသာတွေအပေမချဘူးမထင်နဲ့ကြားတယ်ဟုတ်လားဘုရားပြောတဲ့အတိုင်းမှမနေကြတာလေအကုသိုလ်တွေကိုမချောင်းကုသိုလ်တွေကိုမလုပ်ဘူးဆိုရင်ဘုဒ္ဓဘာသာလို့အမိခံနေတဲ့အပေကြမှာပဲနော်အဲ့တော့အမိခံရုံနဲ့မကပဲနဲ့ဘုရားရှင်ရဲ့ဓမ္မတွေကိုမသိသေးတာတွေကိုသိအောင်လေ့လာမယ်တိပိသားတွေကိုသိချာမှတ်ပြအောင်ကြိုးစားမယ်ပြီးရင်တကယ်လက်တွေ့လိုက်တာကျင့်သုံးမယ်အဲ့လိုဆိုလို့ရှိရင်တကယ်ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးတော့အပေကလွတ်မြောက်နိုင်တယ်ပေါ့နော်
ဘုရားကိုကိုယ်ွယ်တယ်ုံနဲ့အပေကမလွတ်နိုင်ဘူးဆိုတာလေးကိုပြောလို့ရဖြစ်တယ်ပေါ့နောက်ဥပမာလေးတစ်ခုရှိသေးတယ်ဆရာဝန်တယောက်ကအလွန်စိတ်ကူးတော်တယ်ဆရာဝန်တယောက်ကအလွန်စိတ်ကူးတော်တယ်ဒီနေ့လူနာတယောက်ကအကျဉ်းမှာဖြစ်တော့ဆရာဝန်စီကိုသွားဟာဆရာကြီးနော်ကြောက်ဒီလိုယောဂတွေဖြစ်နေတယ်ဆရာဝန်ကြီးစီမှာစမ်းသပ်ပြီးတော့ဆရာဝန်ကအေးအဲ့ဆိုရင်ဒီဆေးကိုဒီနေ့ကိုဘယ်ချိန်တောက်9ရက်တောက်ဆိုပြီးတော့ဆေးစာလေးရေးပေးလိုက်တယ်နော်ဆေးစာရေးပေးလိုက်တယ်9ရက်တောက်9ရက်တောက်အဲ့ဒါကိုလူနာကနေပြီးတော့ဆေးစာရက်ကိုယူလာပြီးတော့အိတ်ခမ်းခေါင်းရင်းမှာကတိန်ရှိမှာကတ်ထားတယ်နေတာအဲ့ဒီဆေးစာဆရာဝန်ကြီးရှိတဲ့နေရာကိုချစ်ခိုးဟိုဆရာဝန်ကြီးတအားတော်လိုက်တာဆရာဝန်ကြီးရေးပေးလိုက်တဲ့ဆေးစာကိုရွတ်ပတ်တဲ့ဆေးနေတာဘာစိတ်တောက်ရမယ်ဘာစိတ်တောက်မယ်ရွတ်နေတာ9ရက်လောက်ကြာတော့ယောဂမကောင်းဘူးပို့ပြီးတော့ဆိုးလာတယ်ဆရာဝန်ကြီးကျုပ်ယောဂမတက်တာဘူးဗျာပို့ဆိုးလာဟာကျုပ်ပေးတဲ့ဆေးခင်ဗျမတောက်ဘူးလားဟာကျွန်တော်မတောက်ချင်ဘူးဘာလုပ်နေတာတော့ဆိုဆရာဝန်ကြီးကိုကျုပ်ကယုံနေဆရာဝန်ကြီးကအလွန်ဆွမ်းတယ်သမားတော်ကြီးထူးကုသမားတော်ကြီးကျွန်တော်ဆရာဝန်ကြီးကိုယုံတဲ့အတွက်ကြောင့်ဆရာဝန်ကြီးပေးတဲ့ဆေးကိုကျွန်တော်မတောက်တော့ဘူးဆရာဝန်ကြီးရေးပေးလိုက်တဲ့ဆေးစာကိုကျုပ်ခေါင်းရင်းမှာကတ်ထားပြီးတော့တစ်နေ့ကို3ချိန်ရွတ်ဆိုနေတာဆရာဝန်ကြီးကဟာဗျာခင်ဗျာကျုပ်ပေးလိုက်တဲ့ဆေးကိုတောက်ရမှာဗျာကျုပ်ဘယ်တော့ပဲတော်တယ်ပြောဘယ်တော့ပဲဆွမ်းပါလဲပြောကျုပ်ပေးတဲ့ဆေးကိုမတောက်ရင်ခင်ဗျာယောဂမကောင်းနိုင်ဘူးကျုပ်ပေးတဲ့ဆေးကိုတောက်ပါခင်ဗျာယောဂကောင်းမှာပေါ့ယနေ့ခေတ်ဘုရားဘာသာဝင်တွေအဲ့ဒါမျိုးများတယ်ဘုရားဟောတဲ့တရားတွေကဥစ္စာလို့လက်တွေ့လိုက်တာကျင့်ရမှာဖြစ်တယ်ပေါ့လက်တွေ့လိုက်တာမကျင့်ကြံဘူးဆိုလို့ရှိရင်ဒီတရားရဲ့အရာတရားရဲ့အကျိုးကိုမခံစားရဘူးပေါ့တရားအစွမ်းကိုဘုရားရှင်ပေါ့ဆေးကိုမတော့ရင်ဆေးအစွမ်းဆေးအာနိသင်ကိုမရတယ်လို့ဘုရားရှင်ရဲ့တရားဓမ္မတွေနာတော့နာတယ်လက်တွေ့လိုက်တာမကျင့်တော့ဘူးဘုရားရဲ့စာပေတွေကိုရွတ်တယ်ဓမ္မစကြာတွေရွတ်တယ်ပဋ္ဌာန်းတွေရွတ်တယ်ဘာတော့ညာတော့တွေရွတ်ကြတယ်ဒါပေမဲ့လက်တွေ့လိုက်တာမကျင့်ကြအောင်မေတ္တာတော့ရွတ်တယ်မေတ္တာတော့မှပါတဲ့တိုင်းမကျင့်ဘူးဆိုရင်နော်တရားရဲ့အရာတာကိုဘယ်ခံစားရမလဲဆရာဝန်ကြီးကိုယုံကြည်ပါတယ်ဟာဘုရားကိုယုံကြည်ပါတယ်ဆိုရင်မပြီးသေးဘူးလေဆရာဝန်ကြီးတိုက်တဲ့ဆေးကိုတောက်ရမှာပေါ့တော့ဦးဇင်းတို့လက်စွာဘုရားကသမားတော်ကြီးနဲ့တူတယ်တရားဓမ္မတွေကဆေးတွေနဲ့တူတယ်တော့ဘုရားရှင်ညွှန်ကြားပေးတဲ့ဒီတရားဓမ္မဆေးတွေကိုမိဘသုံးဆောင်မှသာလေရဲ့မိမိတို့နော်အပယ်ဆေးရဲမှာလွတ်ကြောက်ကြမှာဖြစ်တယ်နော်ဒါကြောင့်ဦးဇင်းတို့တကယ်ဗုဒ္ဓဘာသာဖြစ်ချင်တယ်ဆိုရင်တရားနိုင်လည်းမပြီးသေးဘူးစာဖက်လည်းမပြီးသေးဘူးလက်တွေ့လိုက်နာကျင့်ကြံရမှာလိုက်နာကြမှာဖြစ်တယ်ဒါမှတရားအစွမ်းအာနိသင်ကိုရရှိပြီးတော့အပေဒုက္ခမှာလွတ်ကြမှာဖြစ်တယ်ပေါ့နော်အဲကြောင့်ဒီနေ့အခုရှင်တဲ့ဒီကဓမ္မမိတ်ဆွေများအားလုံးအမိခံဗုဒ္ဓဘာသာနဲ့တကယ်ဗုဒ္ဓဘာသာဆိုတဲ့ဗုဒ္ဓဘာသာဝင်တယောက်ရဲ့ထူးခြားဆန္ဒချက်ကိုသဘောပေါက်ထားနိုင်ပြီးတော့တကယ်ဗုဒ္ဓဘာသာဝင်များဖြစ်အောင်ဆက်ဆံဘုရားရဲ့အဆုံးအမတွေကိုကိုယ်စီလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းသာဓုသာဓု